ဟုတ်ပါအဲ့ဒါလည်းစိတ်ကြည်နေတာလေရေရလဲဇားရလဲဖတ်နှောင်းလည်းမတော်ဘူးဒီကတုံးနေကြဒီတဘာဝမျိုးသားတွေပဲတုံးနေတာဟာဘာဖြစ်လို့မကောင်းတာလဲမသိပါဘူးကွာမြေစီရာတွေကလည်းမကောင်းဘူးကွာနေဟုတ်တယ်ဘာတွေကလည်းလူများနေတော်တယ်နေနိုင်ကြတော့တုံးကြည့်နေကြတယ်ဟုတ်ပြီလေနေချင်းဘုရားဘာဖြစ်နေရတော့ညနေလည်းမကောင်းကြဘူးတကားရဲ့ထွန်းတော့မတို့လို့စိတ်နေနေတာလေဟုတ်လားအဖေသမီးတို့လေတွေကဒီနေ့အရင်နဲ့မတူပို့ပြီးတော့ကောင်းနေရတော့အဖေစေးပြောင်းသုံးတာမလားအဖေအဲ့ဒါဘာစေးလေးပဲသမီးတငယ်ချင်းတို့ပြောပြပေးအဲ့ဒါလည်းဟိုမှာတကယ်ချင်းဒီအမတရားပြောပြနော်သူလည်းပဲဒီဟိုနေကုလေသမီးရဲ့အသီးကလမ်းညွှန်လို့ပြောင်းသုံးကြည့်တယ်ဒီနေ့ကတည်းဒီနေ့ပို့ပြီးတော့အဆင်ပြေတယ်ဟုတ်လားအဲ့ဒါဆိုရင်ကျွန်တော်တို့လမ်းညွှန်ပါအောင်ပြောင်းသုံးကြည့်အောင်ကျွန်တော်တို့လည်းဒါဦးလေးရဲ့သမီးကိုမေးကြည့်လိုက်ပါနော်တကယ်ကြီးလာမမေးရင်တို့တကယ်လေးကိုအရင်လိုက်ကြည့်လိုက်အောင်ပြီးဒီနေ့ဒီလိုမျိုးကတကယ်ကြီးနေလာမယ်တဲ့အဲ့ဒါတို့ပြောပြခိုင်းမယ်အသေးချောင်းရှင်းပြခိုင်းမယ်အော်အေးအဲ့ဆိုသွားမယ်လေလာတို့စိုက်နေနေလေးကိုလိုက်ကြည့်လိုက်အောင်ဒီမှာလာတော့မယ်လာတကယ်ကြီးမတို့လည်းလိုက်ပြမယ်အဖေကမျက်စိသိမ့်မကောင်းဘူးမျိုးတကယ်ကြီးကနေပြန်ပြီးတော့ပြောပြပေးထားတယ်တို့တကယ်ကြီးလေဒီနေ့တို့မျိုးကနေဒီလိုလာမယ်တဲ့ပြောထားတယ်အဲ့ဒါတို့လည်းကြည့်ရင်ထန်းလုံးကောင်းနဲ့သုံးကျင်နေဆိုသူ့ကိုရှင်းပြခိုင်းလိုက်ရတယ်တကယ်တို့ဘာစိမ့်မှမသုံးအစိတ်တစ်မျိုးပဲသုံးတာဟုတ်လားအေးလောက်ပါအောင်တို့လည်းတစ်နှစ်နဲ့အလူလုံးကမလုပ်ဖြစ်ဘူးဟုတ်တယ်တကယ်ကြီးရှင်းသားဆိုတို့လည်းဝင်ရောက်ပြီလားတိတ်မလို့တော့ရောက်ပြီတကယ်ကြီးညီမတို့သဘာဝတွေကြည့်လိုက်အောင်မဲ့တော့မယ်ဒီမှာအပြည့်ကြီးအကုန်လုံးအသားတွေကိုပြည့်နေလာတော့အပြည့်အလေးပြည့်မရှိဘူးအစိတ်ကိုသုံးနေရအေးဟုတ်တယ်ငါတို့ရဲ့တဘာကြီးကအရင်လည်းမရှိဘူးဒီတော့ပဲရှိရပြီးလို့ရှိရင်အနှံကမလှဘူးအပြည့်နေများတယ်ဟေးမိမကြည့်ပါဦးတို့ရဲ့စပန်နန်ကြီးလှလိုက်တာကျန်မကျန်နှစ်တည်းကြီးပဲဟုတ်ပါပြီတို့ရဲ့စပန်နန်ကြီးကအလောက်ထိလဲဆိုစပါအလောက်ထိလဲအစီရမများဘူးအဲ့ဒါကြောင့်မလို့လဲစောစောစီးစီးရိတ်လိုက်ရဟုတ်တယ်အပင်ကလည်းအလောက်ထိကြီးထွားမှုမရှိဘူးတို့လည်းကောင်းတယ်နော်တွေ့ရမလားတကယ်ကြီးအေးဟုတ်တယ်ကောင်းတဲ့နေတို့အဲစေးညွှန်ရတယ်အမလာတော့မှဟုတ်လားလည်းမပြန်တော့ကြုံလုံးကျင်ကတခါတည်းအစပြေတော့နားထောင်သွားလိုက်အော်အေးအဲ့ဒါတို့စောင့်နေမယ်လေတို့ကဘူးလုံးဝငြိမ်းသွားစေရမယ်အေးဒီတကယ်ကြီးတို့တွေ့ရတာအရင်ကောင်လည်းခဏနေကြရအမတို့ကလာတော့မှာတဲ့ဟုတ်လားပြောလို့ဆိုရင်တော့အမဟဲ့အေးသူရဲ့မတို့လာပြီဟာပြီးလာနော်လမ်းကျန်းနေလမ်းလျှောက်တက်မှာဟိုကသမီးရဲ့တငယ်ချင်းနေလားဟုတ်တယ်ဩဒီမြေဩဇာဘူးကဒီဟာဖြန်းထားတာလားဟုတ်တယ်ဟိုတော်တော်ကောင်းတာပဲဒီရတောင်းကြိုက်နေတာလားအဲ့ဒါမူဒါတွေထပ်မှာလာတာဆူတို့လူဆောင်တက်ဆောင်နေပါလားဟုတ်တယ်မရေမသမီးတငယ်ချင်းနေရလေသူတို့လည်းထုံးထုံးမကောင်းလို့ဆိုပြီးတော့အဲ့ဒါမနေဘူးလာကြည့်ရသမီးတို့ဒီလေးတောင်းလာတဲ့အကြောင်းကသူတို့ပြောပြနေတာမင်္ဂလာပါရှင်ဆူမာလာပြည့်စည်နော်အရင်တစ်ပတ်ထဲရောက်တာလေအမလည်းမအားလို့လာမပုတ်ဖြစ်တာဒါဒီပြည့်စည်တွေလမ်းညွှန်လာတဲ့အမလေးတခါတည်းခေါ်လာတာသူလည်းလာလယ်ဝင်းမျိုးလာကြည့်တာတဲ့ဒီစည်းလေးတကယ်ကြီးလို့သုံးတာဟုတ်လားမိမငါအဲ့တော့တက်တော့မှခဏခဏမြင်ဘူးတယ်ဒီဘူးလေးတွေကိုဟုတ်လားဒီမြင်ဘူးလေအော်ဒီအမတက်တော့မှခဏခဏမြင်ဘူးတယ်ဒီဘူးလေးတွေကိုင်းပြီးတော့လေဟုတ်တယ်ဒီအမဟုတ်တယ်မလားအမဟုတ်တယ်အဲ့ဒါကကြတော့အမြဲတမ်းတစ်တော့မှာဆိုလို့ရှိရင်ကြော်ညာဘူးတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့သူကတောင်သူဘူးကြီးတွေအရန်ဆင်ပြီးတယ်အခုကလေးတို့ရဲ့လေကင်းကဘာဖြစ်လို့လဲရှင်အဖလုံးမတိုးလို့မြေသီးသားကြီးလည်းမကောင်းဩဒါဆိုရင်အခုပေါ့နော်လေတွေကကြည့်ရတာဆိုရင်ဒီချိန်ကအသီးနှံရှိနေတဲ့အချိန်တော့ပေါ့နော်ရိတ်သိမ်းရမယ့်အချိန်မဟုတ်သေးဘူးကလေးတို့လေကအခုရိတ်လိုက်ရပြီလားဟုတ်တယ်မကောင်းလို့လေအဲ့ရိတ်ပြီးသွားပြီထွန်းလုံးလေးလည်းမတိုးဘူးအဲ့ဒါဆိုလို့ချင်းကိုအစအရင်တော့ကဗာမီဩစာကိုကိုသုံးလဲသုံးနေကြဟာပဲသုံးနေတာလေဒါဆိုရင်ကလေးတို့ရဲ့လေကသူများရဲ့လေတောင်မရိတ်ရသေးဘူးရိတ်ပြစ်တယ်ဆိုတော့ကျတော့အရန်ဆိုးတယ်ပေါ့နော်ဟုတ်တယ်တော်တော်ဆိုးနေတာဟုတ်ကဲ့မမကကျတော့လေအညာသူပဲမြန်မာပြည်မှာဆိုရင်မိဘတွေကတောင်သူလုပ်တယ်ပေါ့နော်ကလေးတို့အဲ့ဒါဆိုရင်ကလေးတို့ရဲ့မြေဩဇာကမြေကြီးကအမြဲတမ်းလေဆိုင်တယ်ပေါ့လေပြီးရင်လေဆိုင်တယ်ဟုတ်တယ်ဒါဆိုရင်အရင်သုံးတဲ့မြေကြီးကကျတော့မကောင်းဘူးမဟုတ်ဘူးဒါပေမဲ့အမားတို့ရဲ့ဒီမြေဩဇာဘူးလေးကကျတော့သူကအတိအပင်နေမဟုတ်ဘူးသူကဘာလို့ကောင်းလဲဆိုတော့ကျတော့မြေကြီးကနေပြီးတော့မြေစီလာမှာဆိုရင်အချင်းတက်အငံတက်ရှိတယ်တခါတလေကျရင်မြေကြီးက
မအားဘူးခဏခဏအမြဲတမ်းသုံးနေရတဲ့အခါမျိုးကြလို့ရှိရင်မြေကြီးမအားတဲ့အခါကျတော့သူ့မှာပြန်လဲပြီးတော့ကြတော့မြေစီလောကောင်းဖို့ဟာအတွက်ယွန်နေသွားတယ်အဲ့ချိန်ကျရင်ဒီဘူးလေးကကြတော့အမားတို့ရဲ့ဘူးကကြတော့မြေစီလောကိုလည်းကောင်းဝင်စေတယ်ပြီးလို့ရှိရင်ဒီမှာစိုက်ပြိုးထားတဲ့အပင်လေးတွေအားလုံးသမီးတို့ကြည့်အခုဆိုရင်ဘယ်အနံနဲ့မှမတူဘူးနော်အနံကိုလည်းကြည့်ဒီမှာအနံလည်းအရန်ရှိတယ်ဒီအသီးနှံကနေပြီးတော့ကြတော့ဒီမှာထွက်လာတဲ့အစိကမစသူကအဆန်လုံးတုတ်တယ်အဲ့ဒီအချိန်မှာဆန်ရိုးလည်းကောင်းလာတယ်အစိကလည်းပို့ပြီးတော့ကောင်းလာတယ်ပြီးလို့ရှိရင်မြေစီလွာကောင်းတဲ့အပြင်အသီးအနှံအထွတ်တိုးလည်းကောင်းပြီးတော့ကြတော့ပြန်လဲပြီးတော့ကိုရောင်းချခြင်းတဲ့အချိန်ကြလို့ရှိရင်ကောင်းအထွတ်တိုးတယ်ဟုတ်တယ်ပြီးရင်ဈေးလည်းရမ်းတတ်တယ်နော်ဟုတ်လားကလေးတို့ဒီပစ္စည်းလေးကိုသုံးပြီးတော့ကြတော့လုံးဝဆုံးရှုံးသွားတာမရှိဘူးဟုတ်လားဒါအခုဆိုရင်ဒါသမီးလေးတို့ကိုနောက်ထပ်ဒါသမီးလေးတယောက်ကနေပြီးသူတို့ဆက်သွယ်ပြီးတော့ပို့လာတဲ့အခါမှာနောက်ထပ်အနေနဲ့ထပ်มาတဲ့ပစ္စည်းကိုလာပို့တာအမအကြောက်ပဲမနေလဲဆိုဘန်ကောက်မှာနေတယ်ကလေးတို့ရဲ့ဒီနေရာကိုရောက်ဖို့အတွက်အမကား8 နာရီလောက်စီးရတယ်ဒါပေမဲ့အမအခုလိုမျိုးဘာလို့လာလဲဆိုတော့ကိုယ်တိုင်လဲတောင်သူကြီးရဲ့သမီးတောင်သူဦးကြီးတွေအစင်မပြေတဲ့အခါကျတော့အမလည်းစိတ်မကောင်းဖြစ်ရတယ်ခုပဲကလေးတို့ကြည့်လေကလေးတို့မှာဆိုလို့ရှိရင်ဒါကတောင်သူကြီးတွေဖြစ်တဲ့အတွက်ကြောင့်မလို့စပားအထွက်နော်ရော့တယ်ဆိုလို့ရှိရင်ကလေးတို့စိတ်ကောင်းလားညနာမှာကြည့်ရင်သိတယ်ဒီဦးလေးနဲ့သမီးလေးတို့ဆိုရင်ဒါဒီသမီးလေးကနေဆက်သွယ်လာတယ်ပေါ့နော်သူတို့နဲ့အမြဲတမ်းပေါ့ဒါသမီးလေးနဲ့ဆိုရင်ဖုံးပြောဖြစ်တယ်ပေါ့နော်အဲ့ဒီအချိန်မှာကိုက3ဆွဲပုံ30နီးကိုလည်းကလေးလေးကိုအသေးစိတ်ပြောပြပေးတယ်ဦးလေးကကြတော့အသက်ကြီးတယ်ဆိုတော့နည်းနည်းလေးတကြီးတွေပါနေပေါ့လစ်တက်တယ်နော်အဲ့ဒီအချိန်ကျတော့ဒီသမီးလေးကိုတခြားအသေးစိတ်တင်ပြီးတော့ဒီပစ္စည်းလေးကိုသုံးပြီးတော့ကလေးတို့ပတ်စံကုန်စရာမလိုဘူးဘာဖြစ်လို့လဲဆိုတော့ကြတော့ဒီပစ္စည်းလေးကိုကစီးပွားရေးအနေနဲ့လည်းပြန်လည်ရရှိအောင်ကျမတို့အနေနဲ့လမ်းပြပေးလို့ရတယ်ဘာဖြစ်လို့လဲဆိုတော့ကလေးတို့အနေနဲ့ဒီပစ္စည်းကိုသုံးတဲ့အချိန်ကျရင်အခုလိုမျိုးပဲဒီမှာတောင်သူကြီးတွေစုံမိပြီမဟုတ်လားအဲ့ဒီအချိန်မှာကိုယ့်လေကမကောင်းဘူးဆိုရင်ကိုယ်စိတ်ညစ်စရာလုံးဝမလိုဘူးကောင်းနေတဲ့လေတွေကိုကိုပြန်ပြီးတော့မေးကြည့်တဲ့အခါကျရင်ခုတငယ်ချင်းနဲ့တွေ့နေတယ်မဟုတ်လားဒီဘူးလေးကိုသုံးပြီးတော့ကြတော့ကိုယ့်ရဲ့လေလဲကောင်းစေရမယ်ပြီးရင်လဲဈေးသက်သာနဲ့ရတယ်ပြီးရင်ကလေးတို့အတွက်စီးပွားရေးပြန်လေရရှိမယ်ဟုတ်လားကောင်းပါလား